မင်္ဂလာပါအင်နာဘလူးထရောပိုင်းစုမှကြိုဆိုပါရစေ။ယနေ့မှာတော့တင့်ရဲ့အတိတ်ဘဝတွေကတစ်ခုပေါ့နော်တဘဝနေပြီးတော့ဒီဘဝယခုဘဝကတင့်ကိုဘယ်လိုမျိုး message ပေးခြင်းလဲပေါ့နော်။ဒါလေးကိုကြည့်ပြီးတော့မှဖြစ်ပါရရှင်။ဒါကတော့ Pine 1မှာဒါလေးကတော့ Pine 2ပါဒါလေးကတော့ Pine 3ဖြစ်ပါရရှင်။တင့်ကိုဆွဲဆောင်နေတဲ့တစ်ခုကို Pine တစ်ခုကိုတေချာလေးရွေးချယ်ပြီးတော့တင့်ရဲ့အဖြေ reading လေးကိုနားထောင်နိုင်ပါရရှင်။ Okay ဒါဆိုရင် Pine 1လေးစလိုက်ကြအောင်နော်။ Okay ဖိုင်ဝါလေးတွေမင်္ဂလာပါဖိုင်ဝါလေးတွေပေါ့နော်တင်တို့ရဲ့အတိတ်ဘဝတွေကတစ်ခုပေါ့တဘဝကတင်တို့ဘယ်လိုမျိုး message မျိုးပေးခြင်းလဲတင်တို့တို့ဘယ်လိုမျိုးသင်ခန်းစာယူရမယ့် message မျိုးတင်တို့တို့ပြန်ပြီးတော့သတိပေးခြင်းနေတယ်ဆိုတော့ပေါ့နော်တင်တို့ပေါ့ရောက်ဘဝမှာကြာရှုံးမှုတွေအဆင်မပြေမှုတွေအခက်အခဲတွေကြုံရမယ်ဆိုရင်လည်းအဲ့ဒါကတင်တို့အတိတ်ကတင်တို့ပြုတ်လုပ်ခဲ့တဲ့ scam ပေါ့နော်အဲ့ဒီရဲ့အကျိုးဆက်ဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီအကျိုးဆက်ကိုပြောမှဆိုဝတ်ကြွေးကိုဆက်ရတယ်ပေါ့နော်ဒီယခုဘဝမှာတနုဝတ်ကြွေးအဲ့ဒီဝတ်ကြွေးကိုဆက်ရတယ်ဒါပေမဲ့လည်းစိတ်မပူပါနဲ့တဲ့အဲ့ဒီဝတ်ကြွေးကခဏတာပဲပေါ့နော်တနုအတွက်ကအဲ့လိုမျိုးအစိုးရအရင်လာတတ်တယ်ပေါ့အစိုးရလာပြီးတော့အကောင့်တွေကြုံရတတ်တယ်အစိုးရနောက်မှာအကောင့်တွေကလိုက်လာတတ်တယ်ပေါ့ဒီလိုမျိုးပဲအခက်အခဲတွေကြုံတိုင်းစိတ်ညစ်စရာတွေပူပင်တော့ကရောက်စရာတွေဆုံးရှုံးမှုတွေကြုံတိုင်းတနုကရှေ့ဆက်အနာဂတ်မှာပေါ့နော်ကောင်းမွန်တဲ့အရာမျိုးတွေပြန်ပြီးတော့ကြုံတွေ့ရတတ်တယ်ဒါကြောင့်မလို့ဆက်ပြီးတော့စူးစမ်းပါဆိုတာမျိုးပြောပါရရှင် Okay ဒါဆိုရင် Pine 2လေးတွေသွားလိုက်ကြရအောင် Pine 2လေးတွေOkay ဖိုင်ထူလေးတွေမင်္ဂလာပါဖိုင်ထူလေးရဲ့အတိတ်ဘဝတွေရဲ့ပေါ့နော်ဘဝတစ်ခုပေါ့အတိတ်ဘဝတစ်ခုကနေပြီးတော့ယခုဒီဘဝကတင့်ကိုဘယ်လိုမျိုး message ပေးစင်လဲပေါ့နော်ဘယ်လိုမျိုးအရာကယခုတင့်ဘဝအတွက်ပို့ပြီးတော့အဆင်ပြေသွားနိုင်မလဲတတို့အတွက်အတိတ်ဘဝနဲ့ယခုဘဝနဲ့ဆက်ပြီးတော့ပေါ့နော်ဘယ်လိုအကျိုးကျေးဇူးရအောင်လုပ်နိုင်မလဲဆိုတဲ့နည်းလမ်းပေါ့နော်အဲ့ဒါကတော့တတို့ပေါ့နော်တတို့မှာငကိုတွေကပေါ့တတို့ရဲ့အတိတ်ဘဝတွေရဲ့အတိတ်ဘဝတစ်ခုမှာတွေကတတို့မှာဒီဉာဏ်ရည်ဉာဏ်သွေးပေါ့နော်ဉာဏ်ရည်အရင်မြင့်မားတယ်ဉာဏ်ပညာပေါ့အဓိကတော့ပညာရေးပိုင်းမှာဉာဏ်ပညာမြင့်မားတဲ့သူတအုပ်ဖြစ်ခဲ့တယ်ဒါကြောင့်မလို့အဲ့ဒီကစွမ်းရည်ပေါ့နော်စွမ်းရည်ကဒီဘက်ထိပြောမယ်ဆိုပါရမီပါလာသေးရဲ့ပေါ့နော်ဒီဘဝထိပါရမီပါလာသေးတယ်တင်တစ်ခုခုပေါ့ story ကောင်းထဲမှာအုံနောက်ထဲမှာတင်story ပုံမြင်လေးတစ်ခုတွေးမယ်အဲ့လိုမျိုးဆိုလို့ရှိရင်လုံးဝပုံမြင်ကလုံးဝအကောင်းစားပေါ့နော်သူများတွေလိုက်ပြီးတော့မတွေးတတ်တဲ့တွေးလေးမရှိတဲ့ပုံမြင်မျိုးကိုတင်တွေးနိုင်တယ်ဒါဒီတင်ရင်စွမ်းရည်တစ်ခုအဲ့လိုမျိုးပဲအစာရေးတဲ့အခါမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးဇလန်းနေစာရီရေးတဲ့အခါမျိုးဒီလိုမျိုးတွေမှာလည်းတင်ကပါရမီပါတယ်ပေါ့နော်တင်မှာလုံးဝအဲ့ဒါကအတိတ်ဘဝတွေကတင်မှာအထုံပေါ့နော်အဲ့ဒီဟာကတင်တော့ပါရမီပါတယ်နောက်တစ်ခုကကျတော့စကားပြောဆိုရေးပိုင်းစက်တော်ရေးပိုင်းနေနောက်စာချုပ်စာတန်းပိုင်းနေအဲ့ဒါမျိုးတွေပေါ့လိုက်ပြီးညှိနှိုင်းပေးရတဲ့အပိုင်းဒါမျိုးတွေမှာတင်ပါရမီပါတယ်ပေါ့နော်နောက်တစ်ခုကတင့်ပါကြီးစုံတိထွင်တဲ့အများနဲ့မတူတဲ့အတွေးခေါ်ပေါ့နော်အများနဲ့မတူတဲ့အတွေးခေါ်ရှိတယ်အဲ့လိုမျိုးဉာဏ်ပညာမျိုးရှိတယ်နောက်တစ်ခုကတင်တစ်ခုခုပေါ့တစ်ခုခုကိုဖြတ်ခနဲ့ဒီဟာလေးကဒီလိုမျိုးလောက်လိုက်ရင်ကောင်းပါပဲဆိုတော့အတွေးခေါ်မျိုးကတက်ကောင်းတွေကိုရောက်လာတတ်တယ်ဒါဒီအသိဘဝကပါရမီပေါ့နော်ဒီအရာကိုတင်ယခုဘဝမှာလည်းအသုံးချမယ်ဆိုရင်တဲ့အတွက်အကျိုးကျေးဇူးတွေရှိနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့တင်ကဒီအရာမှာပါရမီပါတာဖြစ်တဲ့ကြောင့်မလို့ထူးချွန်တဲ့သူတရားဖြစ်တဲ့ကြောင့်မလို့ဒီဘဝကနေပြီးတော့တင်အတွက်အကျိုးကျေးဇူးတွေရနိုင်တယ်ပေါ့နော်ဒီအရာကိုပြောပါတယ်ဒီမှာ message ကပေါ့နော်တင်ငကိုအတိတ်ဘဝတွေကလောက်ခဲ့တဲ့လမ်းကြောင်းအတိုင်းပြောရမယ်ဆိုရင်အတိတ်ဘဝတွေကတင်ပါရမီပါလာခဲ့တယ်ဒီလိုမျိုးစာရေးတဲ့ဘိုင်းတွေstory လုပ်တဲ့ဘိုင်းတွေနောက်တစ်ခုကcommunication ဘိုင်းနောက်အဲ့လိုမျိုးပေါ့လူတွေကိုညှိနှိုင်းပေးရတဲ့အပိုင်းတွေဒါမျိုးတွေပေါ့ဒါမျိုးတွေမှာတင်ပါရမီပါလာတဲ့အတွက်ကြောင့်လို့အဲ့ဒီလမ်းကြောင်းအတိုင်းသာတင်ယခုဘဝမှာဆက်လိုက်သွားမယ်ဆိုရင်တင်အတွက်အကျိုးကျေးဇူးတွေရမယ် abundance တွေရနိုင်တယ်ဆိုတာမျိုး message ပေးရပါရှင် Okay ဒါဆိုရင် Pine 3လေးသွားလိုက်ကြရအောင် โ
ဖိုင်3လေးတွေမင်္ဂလာပါရှင်ဖိုင်3လေးတွေအတွက်အတိတ်ဘဝတစ်ခုပေါ့နော်သူတို့ဘဝတွေအများကြီးအတိတ်ဘဝတွေအများကြီးရှိခဲ့တယ်အဲ့ဒီအတိတ်ဘဝတွေတဲကနေအတိတ်ဘဝတစ်ခုပေါ့တစ်ဘဝကဒီယခုလက်ရှိတင်ယခုရောက်ရှိနေတဲ့ဘဝနဲ့ပေါ့နော်ဘယ်လိုမျိုးဆက်ပြီးတော့အကျိုးကျေးဇူးရနိုင်လဲတင်အတွက်ဘယ်လိုမျိုးကောင်းတဲ့လမ်းကြောင်းကိုတင်ဘယ်လိုမျိုးဖန်တီးနိုင်မလဲပေါ့နော်ဒီအရာကဆိုဒီမှာမြင်လာတော့ပေါ့နော်တင်ပေါ့ယခုဘဝမှာမှန်ကန်တဲ့အရာပေါ့နော်မှန်ကန်တဲ့အရာပေါ်မှာတင်ရက်တည်ရမယ်မှန်ကန်တဲ့အရာတွေပေါ်မှာတင်ရဲနဲ့သူများတွေကဒီအရာကသူများတွေကပေါ့တော့တတိမရှိဘူးဆိုလို့ရှိရင်တင်တတိရှိနဲ့သူများတွေရဲ့အစားတတိရှိနဲ့မှန်ကန်တဲ့အရာကိုမှန်ကန်တဲ့အတိုင်းပဲပြောရမယ်ဒီအရာတိုင်းပဲလုပ်ရမှန်ကန်တဲ့အတိုင်းပဲလုပ်ရမယ်ပေါ့နော်တတိရှိနဲ့အများနဲ့တယောက်ဖြစ်နေပါစေပေါ့နော်တင်ကတတိရှိနဲ့ဒီမှန်ကန်တဲ့အရာပေါ်မှာပဲလုံးဆောင်ရမယ်ပေါ့နော်အဲ့လိုမျိုးဟာမျိုးတွေ့ရပါတယ်နောက်တစ်ခုကပေါ့နော်တင်ကယခုအရင်ကလေးကပေါ့နော်အရင်အတိတ်ဘဝအဲ့ဒီတင်ရဲ့အတိတ်ဘဝတစ်ခုလေးကတင်ရလေးငွေရှာကောင်းတဲ့သူတယောက်စီးပွားရေးရှာတတ်တယ်ငွေရှာတတ်တယ်ငွေကိုလေပေါ့နော်ငွေရှာတတ်တယ်စီးပွားရေးလုပ်တတ်တယ်အဲ့လိုလူတယောက်ဖြစ်ခဲ့တယ်ဒါကြောင့်မလို့ယခုဘဝမှာလည်းတင်ဒီအဲ့လိုပုံစံမျိုးလုပ်မယ်ဆိုရင်တင်အတွက်ကလေငွေတွေအများကြီးရနိုင်ပါတယ်ဆိုတာမျိုးကိုသူက message ပေးရပါတယ်အဲ့လိုမျိုးကိုလည်းဘယ်လိုလုပ်ရမလဲဆိုတာထပ်ပေါ့နော်တင်အရင်ဘဝမှာလည်းပေါ့နော်တင်ကငွေရှာတော်တယ်ငွေရှာရတာဒီငွေရှာရတာတင်အတွက်လွယ်ကူပဲပေါ့နော်တင်ကငွေရှာတော်တယ်ဒီလိုမျိုးပါရမီရှိရပေါ့နော်အဲ့တော့ယခုဘဝမှာလည်းတင်ကအဲ့ဒီပါရမီရှိတယ်အဲ့ဒီပါရမီပါလာတယ်အဲ့ဒီအထုံပါလာတယ်ယခုဘဝမှာလည်းတင်ကငွေရှာတတ်တယ်ပေါ့နော်ဘလို့ခက်ခဲနေတဲ့အချိန်မျိုးမှာမဆိုတင်ကရအောင်နီးလန်းရှာတယ်ဒီခက်ခဲနေတာပဲဆိုပြီးမတွေးနေပဲနဲ့ပေါ့နော်ဒီအရာပေါ်မှာတင်ကငါဘယ်လိုမျိုးဒီခက်ခဲနေတဲ့အရာကိုဘယ်လိုမျိုးရုံထွက်တင်လဲဘယ်လိုမျိုးအဖြေရှာတင်လဲဒါမျိုးအမြဲတမ်းတင်အဖြေရှာနေတယ်အဖြေရှာပြီးတော့လည်းတင်ဒီအဓိကတော့ငွေကြေးပြဿနာပေါ့နော်ငွေကြေးပြဿနာကိုတင်ရအောင်ဖြေရှင်းတယ်ရအောင်ငွေရှာတယ်ဒါမျိုးဒီလည်းတင်ယခုဘဝထိတင်ပါနေတော့ပေါ့နော်ဒီဟာကဒီစွမ်းအင်ကပါနေတော့ဒီဒါကြောင့်မလို့ဒီဟာကတင်အတွက်ပေါ့နော်အတိတ်ဘဝတွေကပါလာတဲ့ပါရမီတစ်ခုပေါ့ယခုဘဝမှာလည်းတင်73မယ်နောက်တစ်ခုကအဓိကကတော့အဲ့လိုမျိုးသုံးတဲ့နေရာမှာပေါ့နော်မှန်ကန်တဲ့နီလန်းနဲ့ဒါသုံးမယ်ဆိုရင်ခါတင်အတွက်အဆင်ပြေနောက်တစ်ခုကလေဒီယခုဘဝမှာပေါ့နော်တင်စုံတိထွင်တဲ့ပုံစံမျိုးနဲ့စီးပွားရေးလုပ်မယ်စုံတိထွင်တဲ့ပုံစံမျိုးနဲ့အများမလုပ်တဲ့ဟာတစ်ခုပေါ့တင်လုပ်မယ်ဒါမျိုးတွေမှာဆိုလို့ရှိရင်တင်အတွက်အကျိုးပေးနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတင်ကငကိုအတိတ်ဘဝတွေကအဲ့လိုမျိုးစုံတိထွင်တဲ့သူတယောက်လိုမျိုးငွေရှာဒေါ်လာတယ်စီးပွားရေးမှာလုပ်တတ်ကင်တတ်တယ်ဒါကြောင့်မလို့ဒီဘဝမှာလည်းအဲ့လိုမျိုးနီလန်းကိုသုံးမယ်ဆိုရင်တင်အတွက် abundance ဖြစ်စေလိမ့်မယ်တင်အတွက်အကျိုးကျေးဇူးတွေရစေလိမ့်မယ်ဆိုတာမျိုးတွေ့ရပါတယ်နောက်တစ်ခုကပေါ့နော်ဒီယခုဘဝမှာတင်လေအဲ့လိုမျိုးအများတဲ့တယောက်ဖြစ်တဲ့ကိစ္စမျိုးတွေပေါ့ဥပမာတငယ်ချင်းတွေကြားထဲမှာဆိုလို့ရှိရင်လည်းတငယ်ချင်းတွေကအယူအဆတစ်ခုရှိတယ်တင်ကကျတော့တိတ်တန့်ကွဲထွက်နေတဲ့တင်အယူအဆတစ်ခုရှိရပေါ့ဒါမျိုးပေါ့အများနဲ့တယောက်အမြဲတမ်းတင်ဘဝမှာပေါ့နော်အမြဲတမ်းလို့ခဏဖြစ်တာရှိတတ်လိမ့်မယ်ပေါ့နော်ဒါဒီလည်းတင်ရဲ့အတိတ်ဘဝကအကြောင်းခုဘဝမှာလည်းအကျိုးလာဖြစ်တာမျိုးပေါ့နော်ဒါဒီတင်ရဲ့အတိတ်ဘဝကညံသွေးပေါ့နော်ဒါအဲ့ဒီညံသွေးရပါလာတာပေါ့အဲ့လိုမျိုးအများနဲ့တယောက်ဖြစ်တတ်တာဒီဘာဖြစ်လဲဆိုတော့တင်ရဲ့ညံကိုကပေါ့နော်စုံတိထွင်တဲ့ညံအများနဲ့မတူတဲ့ညံဖြစ်တော့ကြောင့်လို့တင်ဒီလဲဒီလိုမျိုးစီးပွားရေးလုပ်တဲ့နေရာမှာလည်းတင်ကအဲ့လိုမျိုးစုံတိထွင်နိုင်တဲ့လူသားမျိုးဖြစ်တာပေါ့နော်အဲ့လိုမျိုးလူမျိုးဖြစ်တယ်ဒါကြောင့်မလို့ပေါ့နော်စုမီယာလောက်ကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲကျမချမ်းသာကြပါစေရှင်